1987နိုဝင်ဘာလ24ရက်နေ့မှာတန်ကူဝါဆိုတဲ့လူတယောက်ကလင်းတစည်းပေါ်တက်ခဲ့တယ်ဒါကအမေရိကန်မှာတကယ်ဖြစ်သွားခဲ့တဲ့အဖြစ်အပျက်တစ်ခုပါသူလင်းပေါ်ရောက်တဲ့အချိန်မှာလေယာဉ်မယ်တယောက်ကိုခေါ်ပြီးတော့မှသူ့ရဲ့ brief case ကိုဖွင့်ပြပါတယ်သူ့ရဲ့ brief case ထဲမှာဘုံတစ်လုံးရှိခဲ့တာပါသူ့ရဲ့တောင်းဆိုချက်ကရိုးရှင်းပါတယ်သူ့ကိုဒေါ်လာ2သိန်းလိုတယ်ဆိုပြီးတော့မှပြောတယ်အဲ့တော့သူ့ကိုလေထီးတစ်လုံးလဲလိုတယ်ဆိုပြီးတော့မှပြောတယ်အဲ့တော့လေယာဉ်ကို Seattle ဆိုတဲ့မြို့မှာခဏဆင်းသက်ခဲ့ပြီးတော့မှသူ့လိုချင်တာတွေအားလုံးကိုပေးခဲ့တယ်အဲ့ဒီအစား तू ကအဲ့မှာရှိတဲ့ခရီးသည်တွေအားလုံးကိုပြန်လုပ်ပေးတယ်။အဲ့တော့ तू က pilot ကို Reno Nevada ဆိုတဲ့မြို့ကိုသွားချင်တယ်ဆိုပြီးတော့မှပြောတယ်။အဲ့တော့ pilot ကသူ့ကို तू ပြောချင်တဲ့မြို့ကိုခေါ်သွားတယ်။အဲ့ဒီကိုရောက်ပြီးတော့မှလေယာဉ်ကိုဆင်းသက်ခဲ့ပြီးတော့မှအဲ့ဒီလေယာဉ်ထဲမှာပြန်ကြည့်တဲ့အချိန်မှာအဲ့ဒီဒန်ကူဝါဆိုတဲ့လူကမရှိတော့ပါဘူး။ဖြစ်တာဒီလိုပါ။အဲ့ချိန်တုန်းကလေယာဉ်တွေမှာတကားကဒီလိုအောက်ဖက်ချမ်းမှာပါ။ तू ကလမ်းမှာပဲအဲ့ဒီတကားဖွင့်ပြီးတော့မှဆင်းသက်ခဲ့တာပါ။အဲ့တော့အဲ့ဒီလူကဘသူလဲအခုချိန်ထိရှာလို့မတွေ့သေးပါဘူးဒါကဘာပေါ်ရှင်းလို့မရတဲ့ပြဿနာတွေတည်းကပြဿနာတစ်ခုလည်းဖြစ်ပါတယ်